こんにちは。バンタンダ日本語トレーニングスクールのメイザーリンミンです。大家好。ဒီကနေ့ကတော့ကျမကဂျပန်လူမျိုးတွေနဲ့စကားပြောတဲ့အခါမှာအထူးသဖြင့်ကျောင်းသူဘဝတုန်းကပေါ့နော်စကားပြောဆိုတဲ့အခါမှာမြန်မာပြည်အကြောင်းနဲ့ပတ်သက်လာလို့ရှိရင်မခံကျင်လို့သုံးခဲ့တဲ့အသုံးအနှုန်းလေးတစ်ခုရှိပါတယ်။အဲ့ဒီအသုံးအနှုန်းလေးကို share ပေးခြင်းလို့ပါ။အဲ့ဒီအသုံးအနှုန်းလေးကတော့はいて捨てるほどはいて捨てるほどဆိုတဲ့အသုံးအနှုန်းလေးဖြစ်ပါတယ်။အဲ့တော့မြန်မာလိုပြန်မယ်ဆိုလို့ရှိရင်はいてဆိုတာတစ်ပြက်စီးနဲ့လှဲပလိုက်တာကはいてလှဲပြီးတော့တစ်ပြက်စီးနဲ့လှဲပြီးတော့捨てるဆိုတာပါလဲဆိုတော့လွှင့်ပစ်တာအဲ့တော့တစ်ပြက်စီးနဲ့လှဲပြီးတော့လွှင့်ပစ်ရလာအောင်ကိုဆိုတဲ့အသုံးအနှုန်းလေးရှိပါတယ်ဥပမာကျွန်တော်ကဘယ်မှာသုံးခဲ့လဲဆိုတော့အထူးသဖြင့်အလောက်ကဂျပန်တွေကဖြစ်လိဖြစ်တာရှိပါတယ်ကျွန်တော်အချိန်ပိုင်းလုပ်ခဲ့ရတယ်ပေါ့နော်အဲ့ဒီအချိန်ပိုင်းလုပ်တဲ့အလောက်ကဂျပန်တွေကဖြစ်လိဖြစ်တာနှိမ်လေးရှိတယ်အဲ့တော့အထူးဥပမာဆိုလို့ရှိရင်သူတို့ကဟိုဥပမာချောကလက်ဝယ်လာတယ်ဆိုပါစို့ချောကလက်ဝယ်လာပြီးတော့ကျွန်မကို luin လို့ခေါ်ပါတယ် luin ထားပေးတဲ့မြန်မာနေနိုင်တယ်ရှောမြန်မာပြည်မှာမရှိဘူးမလားစားကြည့်လေစားလေဆိုပြီးတော့ပြောလို့ရှိရင်ကျွန်မမခံချင်လို့အမှန်ကျွန်မချောကလက်အရင်ကြိုက်ပါတယ်တိုးတော့မခံချင်တဲ့အတွက်このチョコレートですかじゃあ買い見ろばのこのチョコレートですかミャンマーにですね入って捨てるほどあるので食べたくないですありがとうございますそういうのပြန်ပြီးတော့ chocolate ကိုပြန်ပြီးတော့အဲ့လိုချထားလိုက်ပါတယ်တော့ပါရဲ့လားこのチョコレートですかこれはミャンマーに入って捨てるほどあるので食べたくないですありがとうございますဆိုပြီးတော့အဲ့ဒီ chocolate ရဲ့ဒါ chocolate ကြိုက်တဲ့ခါကျတော့ chocolate အဆန်းဆိုလို့ရှိရင်နာမည်ကိုအကြီးကျယ်မှတ်ထားပြီးတော့အပြင်ရောက်မှဝယ်စားဖြစ်တယ်အဲ့လိုမျိုးကျွန်တော်ကသုံးခဲ့ပါတယ် high taste တွေဟောတော့ဥပမာဆိုလို့ရှိရင်မြန်မာは大変ですよね貧乏でしょအဲ့လိုမျိုးလဲပြောတဲ့ဂျပန်တွေလည်းရှိတာအားလုံးတော့မဆိုလို့ပါဘူးအားလုံးတော့မဟုတ်ပါဘူးเนาะအထူးသဖြင့်အလောက်ကလူတွေနော်ကျောင်းကလူတွေကတော့ဘာမှမဖြစ်ဘူးတော့နားလေကြတယ်အလောက်ကလူတွေကအဲ့လိုတစ်ခါဟိုနှိမ်တယ်လို့စားတယ်လို့အဲ့လိုမျိုးပြောလို့ရှိတယ်မြန်မာは大変でしょဆိုတော့ကျွန်မလည်းမြန်မာပြည်ကြီးကကောင်းတယ်လို့မပြောကောင်းလွန်းတယ်လို့ကျွန်မကမဆိုလိုချင်ပါဘူးတိုးတော့ကိုမြန်မာပြည်ကိုအဲ့လိုပြောလာပြီဆိုလို့ရှိရင်နည်းနည်းလေးမှကိုမခံချင်ဘူးမခံချင်တဲ့အတွက်ဘယ်လိုပြောခဲ့လဲဆိုတော့ history って知ってますか history ဆိုတာကြောက်စိမ်းကိုပြောတာနော် history って知ってますか history はですねမြန်မာで入って捨てるほど取れますよဆိုလို့ရှိရင်သူတို့ကမျက်လုံးပြူသွားတာနော်အဲ့တော့ history ဆိုတာတန်ဖိုးရှိတယ်ဆိုတာဂျပန်တွေလည်းသိတယ် history က high test တဲ့ဟိုတော့ありますよတမျက်စီးနဲ့လှဲပြီးတော့လွှင့်ပြရလာအောင်ကိုမြန်မာပြည်မှာထွက်တာထိုးတဲ့လူဆိုတာကဘာလဲဆိုတော့ထွက်တယ်လို့ပြောတာပါနော်ထွက်တယ်ဥမာဆိုလို့ရှိရင်ကျွန်မပြောပါသေးတယ်လူဘီတဲ့လူဘီဝါမြန်မာတဲ့ဝါ high test တဲ့ဟိုတော့ထိုးတဲ့လူရှိပြီးတော့တခါသူတို့ကကျွန်းတက်ဆိုလို့ရှိရင်ချီကူဇိုင်ဆိုတာကျွန်းတက်ကိုပြောတာပါချီကူဇိုင်မို့ဟိုက်တက်စတဲ့ဟိုတော့ထိုးရဲるのでမြန်မာは貧乏な国ではないんですよဆိုပြီးတော့အဲ့လိုမျိုးကပြောလေးရှိတာပေါ့နော်မြန်မာပြည်貧乏な国ですかいえいえ貧乏な国ではありませんよ翡翠は捨てるほどはいて捨てるほど取れるしပြီးတော့တခါချီကူဇိုင်ははいて捨てるほど取れるしပြီးတော့တခါဗာလဲဆိုတော့တဘာဝတန်ရဇာတာကိုဘယ်လိုပြောလဲဆိုတော့天然石も入って捨てるほど取れるので貧乏な国ではありませんよဆိုပြီးတော့ကျွန်မမခံချင်လို့သုံးခဲ့ပါတယ်ပြီးတော့ဂျပန်တွေအများစုကသူကအင်္ဂလိပ်စာနည်းနည်းညံ့တတ်တယ်ပေါ့နော်ဂျပန်တွေကအဲကြောင့်မလို့ကျွန်တော်ကအနိုင်လိုချင်တဲ့အတွက်မြန်မာတဲ့英語が話せる人は入って捨てるほどあるのでဆိုပြီးတော့အဲ့လိုမျိုးသူတို့အပေါ်ကြီးကရအောင်ကျွန်မမရမကကိုကျွန်မသုံးဆက်ခဲ့ပါတယ်သုံးကြည့်ခဲ့ပါတယ်အဲ့တော့သုံးကြည့်နော်入って捨てるほどအမိုက်လို့လှဲပြီးတော့လွှင့်ပြရလာအောင်ကိုများတယ်ဥမာဆိုလို့ရှိရင်お金入って捨てるほどありますよဆိုပြီးတော့သုံးကြည့်နော်ပတ်စံလားမလှဲပြီးတော့လွှင့်ပြရလာအောင်ကိုများတယ်ဆိုပြီးတော့သုံးကြည့်ပါ入って捨てるほどမမေ့နဲ့နော်ありがとうございました。じゃあまた。